ချိန်တန်တော့အိမ်ပြန်ချိန်လွန်ခဲ့တယ်နိုင်ရီပြောင်းတဲ့ငါတို့ရဲ့ရင်ခွင်မှာဝေဒနာတွေဖွင့်ပြောရဲ့နာကျင်စရာတွေများလို့ခံစား